အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာ story ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ပြောပြပေးမယ့်ပုံပြင်လေးကိုအားလုံးအတူတူနားထောင်လိုက်ရအောင်နော်တခါတော့ကရွာလေးတစ်ရွာမှာမောင်တီဟလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်ပါတယ်မောင်တီဟဟာစင်းရဲပေမဲ့စိတ်ထားဖြူစင်ပြီးမိဘကိုအလုံးယိုသေးလေးစားတဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်မောင်တီဟကသူ့အမေရဲ့အလုံးတွေကိုလည်းသူကိုယ်တိုင်ပဲလုပ်တာပေါ့အမေရဲ့လုံကြီးလျှော်တဲ့အလုပ်ကိုကိုယ်တိုင်ပဲလုပ်လို့ရှိပါတယ်တဲ့ညဘက်ရောက်ရင်မောင်တီဟကသူ့အမေရဲ့လုံကြီးကိုရေစလုံးထဲမှာတေးသေးချာချာဆင်ထားလိုက်ပါတယ်မနေ့ရောက်တဲ့အခါလုံကြီးကိုရေညစ်ပြီးထော့လာတဲ့ကြီးရည်ဒီကိုမသွန်ဖြစ်ပဲစလုံးထဲမှာတင်ထားပါတယ်လုံကြီးကိုတော့ရေကြီးနဲ့ဆက်လက်လျှော်ပေးပါတယ်တအောင်လောက်ကြတဲ့အခါစလုံးထဲမှာရှိနေတဲ့အပေါ်ယံရေကြီးကိုတဖြည်းဖြည်းတွန့်ပစ်လိုက်ပါတယ်ဒီလိုနဲ့ဇလုံးအောက်ခြေမှာကြီးအနစ်ကလေးတွေကျန်နေခဲ့ပါတယ်မောင်တီဟကအဲ့ဒီကြီးအနစ်ကလေးတွေကိုနေလမ်းပြီး6အောင်ထားပါတယ်6ထားတဲ့အခါကြောက်ပြင်ပေါ်မှာတေးသေးချာချာကြည့်ပြီးအမှုန့်လေးတွေထိအောင်လုပ်ပါတယ်ပြီးတော့အဲ့ဒီအမှုန့်လေးတွေကိုနန်းသားစီပန်းပေါင်းစီတနက်ခါတို့နဲ့ရောပြီးနန်းသားအဖြစ်အသုံးပြုပါတယ်မောင်တီဟဟာဘဲသွားဘဲအလောက်လောက်အမေရဲ့လုံကြီးမှုနဲ့လှုပ်ထားတဲ့နန်းသားကိုမပြတ်မကွက်လင်းချယ်ထားလိရှိပါတယ်သူစိတ်ထဲမှာအမေကိုရိုးသေးလေးစားခြင်းဟာကို့ဘဝအတွက်အကောင်းဆုံးကာကွယ်ရေးပါပဲလို့ယုံကြည်ထားတာကြောင့်ပါအချိန်ကြာလာတော့မောင်တီဟရဲ့အလုပ်တွေအားလုံးအဆင်ပြေလာပါတယ်သူ့အကျင့်တိခါသူ့ရိုးသေးလေးစားမှုကြောင့်အထက်လူကြီးတွေကလည်းချီးကျူးလာကြပါတယ်ရောက်တဲ့နေရာတိုင်းမှာလူတွေကလေးစားကြပြီးအခက်အခဲတွေကိုလည်းအောင်မြင်ကြော်ဖြတ်နိုင်ခဲ့ပါတယ်ဒီပုံမြင်ကမိတ်ဆွေတို့ကိုတခုတင်ပေးတာကမိဘကိုစိတ်ရင်းမှန်တဲ့ရိုသေလေးစားတဲ့သားသမီးတိုင်းဟာဘဝမှာမအောင်မြင်ဘူးဆိုတာမရှိပါဘူးမိဘနှစ်ပါးကိုနီးနီးကပ်ပြုစုလုပ်ကြွေးခြင်းသည်မင်္ဂလာတစ်ပါးဖြစ်ပါသည်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ပုံပြင်လေးတွေနဲ့ထပ်မံဆုံတွေ့ကြရအောင်နော်